လူလောကမှာအသက်ရှင်ရပ်တည်ဖို့ဆိုတာအလွန်ကံကောင်းမှအသက်ရှင်ကျမ်းမာရေးရဲ့အန္တရာယ်တွေကမြောက်များစွာဒါကတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကိုယ်တိုင်ကလည်းဆင်ញင်စဉ်းစားဖို့ပါဒီခေတ်ကြမှာဖြစ်တာမဟုတ်ပါဘူးလူဘဝအသက်ရှင်ဖို့ဆိုတာအလွန်ခဲပါတယ်ခဲနဲ့ခြားတဲ့ကနေအသက်ရှင်နေကြရတာပါကိုယ့်ကိုမာလာတယ်ကျမ်းမာလာတယ်လို့ပြောစရာအကြောင်းသိမရှိလာပါဘူးဒါကြောင့်မို့လူမမာတွေ့ရင်ငါမှလည်းဖြာနာခြင်းသဘောရှိတယ်ဖြာနာခြင်းသဘောကိုငါလည်းမကြော်လွှားနိုင်ဘူးဆိုတဲ့အတွေ့လေးကိုတွေးပြပါဒီအမြင်လေးကိုမြင်ဘုရားလောင်းကအဲ့လိုမြင်အဲ့လိုမြင်တော့လောကကြီးကပြောခြင်းစရာပဲရှိတော့မယ်သူ့ရဲ့စိတ်နှလုံးစိတ်ဓာတ်ကဘယ်လောက်ရင်းကျက်တယ်ဘုရားလောင်းလေးကအဲ့ဒီအချိန်မှာ29နှစ်ပဲရှိသေးတယ်သူသေးနဲ့တွေ့တဲ့အခါမှာလည်းတာမန်ပုဂ္ဂိုလ်တွေကဟေးသူသေးငါပို့ပဲဒါပဲလေသူသေးငါပို့ငါသေးသူပို့လို့မလုပ်တော့ဘူးအဲ့ချာသူသေးငါပို့ပဲငါပို့ရင်သူသေးလူတွေကအဲ့လိုဆိုနေရှိကြတယ်နော်သူသေးငါပို့လို့သူသေးကိုသေးတာမပါဘူးအဲ့ဒါလိုပဲဒီလူတယောက်သေသွားပြီဆိုရင်သူဘာကြောင့်သေလဲနေထိုင်မတတ်လို့မရှောင်ဘူးဒီလူကတွေ့တာကုံစားဒီလိုအပြစ်တင်ချက်ကလေးနဲ့ပဲဆုံးသွားရှာတာပါသူ့ဘဝတစ်ခုငါတို့လည်းသေရအောင်မှာပါလားသေခြင်းတရားဆိုတာတို့မှလည်းရှိနေပါလားလို့နှလုံးသွင်းမိတဲ့ပုဂ္ဂိုလ်ကအလွန်ရှားဘုရားလောင်းနမိတ်ကြီးလေးပါထင်တယ်ဆိုတာမမြင်တာတော့မဟုတ်နိုင်ဘူးအသိဉာဏ်ပေါ်တာကိုပြောမယ်သို့သောဘုရားဝင်ထဲမှာရေးထားတာတော့သူနာသူသေးဆိုတာတွေမမြင်ရအောင်ခမည်းတော်ကြီးကစီမံထားတယ်လို့ဒီလိုရေးထားတာရှိဖြစ်ခြင်းလည်းဖြစ်မယ်သို့မဟုတ်အဖိုးတွေဖွားတွေကြတော့မမြင်အောင်လုပ်လို့ရပါမလားအဖေရှိရင်အဖိုးရှိမှာပေါ့ဗျာအမေရှိရင်ရောအမေကြီးမရှိဘူးလားအမေကြီးကပဲနုနုပြိုပြိုဟုတ်မလဲဒါမို့တချို့နိုင်ငံသားတွေကအဲ့ဒီဟာကိုသိပြီးတော့သူတို့ယုတ်တိမရှိဘူးလို့သူတို့လက်ခံအဲ့တော့ဘုန်းကြီးတို့တွေကစာထဲမှာရေးတာကမမြင်အောင်စီမံတယ်ဆိုတာတဲ့တမန်မြင်ရိုးမြင်စဉ်မြင်တာမျိုးမဟုတ်ဘဲနဲ့ဘုရားလောင်းတော့ကြတော့တန်ဝေကစိတ်နဲ့မြင်တာဘုန်းကြီးတို့တွေလည်းမြင်နေတာပဲပဂတိမျက်စိနဲ့မြင်တာကိုအမြင်လို့ခေါ်လို့မရဘူးအသိဉာဏ်နဲ့မြင်တဲ့အမြင်မှအမြင်လို့ခေါ်လို့ရတာဘုရားလောင်းလေးကအသိဉာဏ်နဲ့မြင်တာအဲ့ဒီအသိဉာဏ်နဲ့မြင်လို့သူနာသူသေးဆိုတဲ့နမိတ်ကြီးသုံးပါထင်ပြီးတော့ဘဝကြီးကိုညင်းငွေကြောက်လန့်နေတဲ့အချိန်မှာအေးချမ်းတဲ့စိတ်နှလုံးရှိတဲ့ကြည်ရွှင်တဲ့တမာတိမျက်နှာနဲ့ရှိတဲ့ယဟန်တော်တစ်ပါးကိုမြင်လိုက်တော့အဲ့ဒီဘဝကိုအားကျသွားသူစိတ်ထဲမှာဆုံးဖြတ်ချက်ချတယ်တော်ထွက်တယ်ပေါ့ဗုဒ္ဓဝင်မှာဒီလိုဆိုထားတာနော်တော်ထွက်တဲ့အခါကျတော့ဘုရားလောင်းကဟိမန္တာတောင်ခြေကအလုံးသိတဲ့အတိုင်းကောသလတိုင်းထဲမှာအပါဝင်ဖြစ်တယ်ကောသလတိုင်းထဲကနိုင်ငံကလေးတစ်ခုပေါ့ကောသလတိုင်းထဲမှာရှိတဲ့နိုင်ငံလေးတစ်ခုကောသလမင်းကြီးကပို့ပြီးတော့ပါဝါကြီးတယ်မြတ်စွာဘုရားရဲ့ခမည်းတော်ကြီးတို့ကနိုင်ငံခတ်သေးသေးမှအုပ်စိုးရတယ်သို့တော်လည်းပဲဓနအင်အားအမတန်ကောင်းတယ်အမျိုးအင်အားအမတန်ကောင်းတယ်အမျိုးတန့်နဲ့ပစ္စည်းဥစ္စာချမ်းသာတယ်လူရည်တန့်အဲ့ဒီဘက်မှာရှင်ပြိုင်လို့မရဘူးပေါ့သို့တော့အင်ပါယာကြီးတာကတော့အတောကတို့ကအင်ပါဟိုရင်းတို့ကကြီးတယ်ကောသလတို့ကအင်ပါယာကြီးတယ်ကောသလမင်းကြီးတို့ကအင်ပါယာကြီးတယ်ဒါစာထဲမှာလည်းပါပါတယ်မြတ်စွာဘုရားကတခါတော့မေးရှိတယ်တို့တာဂိဝင်မင်းနေဆိုတာတဲ့ကောသလမင်းကြီးရဲ့အချမ်းရံမင်းမျိုးသာဖြစ်တယ်နော်နောက်လိုက်မင်းနေပေါ့အနုယန္တဆိုတဲ့စကားလုံးကိုသုံးအနုယန္တဆိုတာဗမာရာဆိုရင်မှတခါတော့ရှိတယ်လို့ပေါ့တတိုင်းပြည်လုံးကိုစီယုံအုပ်စိုးတဲ့အနောထာမင်းကြီးလက်ထက်ဟိုရှမ်းပြည်ရှမ်းတောင်ပြည်နယ်မြို့ငယ်လေးတွေမှာမြို့စားမင်းတွေရှိတယ်စော်ဘွားတွေရှိတယ်သူ့နေရာတော့သူမင်းမယ်
သို့တော့ဘယင်ကြီးလာလို့ရှိရင်သူတို့ကအချမ်းရံဖြစ်ဥတိုက်ကြရတယ်လက်ဆောင်ပန္နာတွေဆက်ကြရတယ်အဲ့ဒီပုံစံမျိုးပဲစာပေထဲမှာအဲ့လိုဆိုလို့နော်သို့တော့ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာတာတို့အမျိုးတန်တာတို့မြင့်မြတ်တာတို့ကြတော့သူကထိတ်တန်းကြအဲ့ဒီမှာတိုင်းငယ်လေးတက်ကတိုင်းလို့ခေါ်တာအဲတက်ကတိုင်းမှာကပိလဝတ်ဖြီကပိလဝတ်မျိုးတော်ကနေပြီးတော့တောထွက်လာဒေဝဒဟတို့ကောလိယတို့တက်ကဒါတွေကိုကြော်ဖြတ်လိုက်တာနောက်ဆုံးမှာကောသလမင်းကြီးရဲ့နေပယ်တဲ့ထိအောင်ရောက်သွားတယ်အဲ့ဒီနေပယ်တဲ့ရောက်တဲ့အခါကျတော့မင်းသားအသွင်နဲ့မသွားတော့ဘူးအနောမတောင်ကမ်းလေရောက်တဲ့အခါမှာနောက်ကအတူပါလာတဲ့ဆန္ဒမှာဘုန်းကြီးတို့ဗုဒ္ဓဝင်ရုပ်ပုံတော်တွေငယ်ငယ်တုန်းကကြည်ဘူးတယ်မြင်းမီဆွဲမောင်ဆန်ဆိုပြီးမောင်ဆန်ကမြင်းမီဆွဲလိုက်မြင်းမီဆွဲလိုက်ရင်ဖြစ်နိုင်မှာမြင်းကန္နာနဲ့ဒီလိုပြုတ်ကြမှာနော်မြင်းမီဆွဲဆိုတာအမှန်ကတော့မြင်းကရေထဲကိုဖြတ်တဲ့အခါမှာမြင်းကအမီးကိုခါတတ်တာသူကဖရာလောင်းရဲ့နောက်ကနေမြင်းပေါ်မှာပဲထိုင်လိုက်ပြီးတော့မြင်းမီးကိုကန်ရတာအဲ့ဒီလိုဟာမျိုးသာဖြစ်တဲ့နေပေါ့နောက်ကတွဲလောင်းကြီးမြင်းမီးဆွဲလိုက်ရမယ်ဆိုရင်တော့မသက်သာဘူးမြင်းပြေးလို့ရှိရင်သူခံနိုင်မှာမလားခံနိုင်ပါဘူးဟုတ်ပကြီးတွေဆွဲထားတာဟုတ်မှမထင်ပါဘူးအဲ့လိုနော်မြင်းတော်ကဆိုတာဘယင်းနေမှာမြင်းကိုစောင့်ရှောက်ထိမ့်သိမ့်တဲ့ပုဂ္ဂိုလ်သွားเสียရှိရင်လည်းသူကသူ့မြင်းသူစီလိုက်ခြင်းလည်းလိုက်မယ်သို့မဟုတ်နောက်ကရင်လည်းလိုက်ရမယ်ပေါ့အဲ့လိုလိုက်တဲ့ပုဂ္ဂိုလ်ပဲဖြစ်နိုင်တယ်အနောမတောင်ကမ်းရောက်တဲ့အခါကျတော့မောင်ဆန်တဲ့မြင်းကိုပြန်လွှတ်လိုက်ပြီးတော့ဆံပယ်လိုက်တယ်ဆံပယ်လိုက်တဲ့အခါမှာဘုရားလောင်းတော့ပါလာတဲ့တန်လျက်ဓာတ်နဲ့ဖြတ်လိုက်တော့ဘုရားလောင်းရဲ့ဆံလက်နှစ်သက်လောက်ပဲကျန်တော့စတုံးထုံးထားတယ်လို့စိတ်ထဲကကြည်တာစပင်ကိုစုပြီးတော့စတုံးလေးထုံးထားတာရှေးတုန်းကမင်းကြီးမင်းသားတွေထုံးတဲ့တထုံမျိုးနော်ခုခေတ်ဘူကေသမားတွေကနားလဲချင်မှလဲပါအဲ့တော့စပင်ထုံးထားတာအဲ့ဒီအထုံးလေးကိုဖြီးပြီးတော့ထုံးလေးအရင်ကနေဖြတ်လိုက်တဲ့အခါကျတော့အဲ့ဒီဆံမင်းတွေကပြေကြမသွားပဲနဲ့ထုံးထားတဲ့ပုံစံမျိုးလေးအတိုင်းပဲအရင်ကနေဖြတ်လိုက်တဲ့အခါမှာစူးစူးချွန်ချွန်လေးဖြစ်ကြရတယ်လက်နဲ့တက်လောက်ပဲရှည်တယ်ပေါ့အဲ့ဒါကထူးထူးဆန်းဆန်းပဲဖះအလောင်းအဲ့ဒီအချိန်ရိပ်ပယ်လိုက်တဲ့ဆံဟာဘယ်တော့မှပြန်ပြီးရှည်မလာတော့ဘူးတစ်သက်လုံးဒီဆံပဲလက်နဲ့တက်တယ်ဒါကြောင့်မို့ဖះကကရုံးပြောင်ပြောင်ကြီးမဟုတ်ဘူးဆံပင်လက်နဲ့တက်ရှိတယ်အဲ့ဘုန်းကြီးတွေလည်းပဲဖះခွင့်ပြုထားတယ်ဆံပင်လက်နှစ်သက်ထီအောင်အရှိထားခွင့်ရှိတယ်နော်ဘုန်းကြီးတွေဆံပင်ရှိနေမပြောကြနဲ့ဗမာဘုန်းကြီးတွေကတော့အရှိထားလေးမရှိဘူးတီဟိုဘုန်းကြီးတွေကအရှိထားတော့ဗမာတွေလူငယ်လူရွယ်တွေကတုံးဆက်တော့လောက်ရှိတယ်သူတို့လက်နှစ်သက်တော့ထားခွင့်ရှိတယ်လက်နှစ်သက်သို့မဟုတ်တချို့ကသပင်ဆိုတာကတန်တဲ့လူကြတန်တာရှိမတန်တဲ့လူကမတန်အဲ့တော့မြတ်စွာဘုရားကယဟန်တွေကိုသပင်အရှိမထားဖို့ကန့်သတ်ချက်ကတော့ဘယ်လောက်ထိထားနိုင်လို့ဆိုရင်လက်နှစ်သက်အရှိထားခွင့်ရှိတယ်အချိန်ပိုင်းအားဖြင့်2လမရိပ်ဖဲနေခွင့်ရှိတယ်ပေါ့အဲ့ဒီမှာတစ်ခုနဲ့တစ်ခုအကန့်အသတ်လုပ်ပေးထားတယ်2လပြည့်ရင်လည်းရိပ်2လအတွင်းလက်နှစ်သက်ဆိုရင်လည်းရိပ်ဒီလိုဆိုလို့တယ်ရက်အတိုင်းတာနဲ့ဆိုရင်2လပဲထားခွင့်ရှိတယ်အရှိအနေနဲ့ဆိုရင်လက်နှစ်သက်ပဲထားခွင့်ရှိတယ်အဲ့ဒါကြောင့်မို့သပင်တန်တဲ့ပုဂ္ဂိုလ်တွေက2လအတွင်းလက်နှစ်သက်တဲ့ကြောလာရင်ရိပ်ရတယ်ဒီလိုဆိုလို့သပင်မတန်ဘူးဆိုလို့ရှိရင်လည်းပဲ2လပြည့်ရင်ရိပ်ပေါ့ဒါကဝီနိစိကံဒွေမာတိကံဝါဒွိဝင်ခုလံဝါလို့စာပေမှာဆိုထားတာရှိတယ်ပေါ့အဲ့တော့မြတ်စွာဘုရားသပင်ကလည်းအဲ့လိုလက်နှစ်သက်ကလေးဘယ်တော့မှမရှိတော့ဘူးဘုရားတော့အဲ့ဒါလေးကိုအတုလုပ်ပြီးတော့
ရုပ်ထုတော်တွေထုတဲ့အခါမှာအပေါ်မှာဘူးလုံးကလေးလှုပ်ပြီးတော့ထုတာအဲ့ဒါကရောင်ချီတော်ကိုထက်ထုတာအမှန်ကဘုရားကစတုံးမဟုတ်ဘူးနော်သပင်လေးစွစွချွန်ချွန်လေးဖြစ်နေတာဒါကိုပကံခက်ကရုပ်ွားတော်တွေကြတော့စွစွချွန်ချွန်လေးပဲပြတာအခုနောက်ပိုင်းနေကြတော့မဟုတ်ဘူးစတုံးကြီးလို့ဖြစ်ဘုရားကစတုံးကြီးနဲ့လို့ဒီလိုထင်းနေကောင်ထင်လေအဲ့လိုမဟုတ်ဘူးအလောင်းတော်ဘွားကနေပြီးတော့ရိပ်ဖြတ်လိုက်တာလက်နဲ့သစ်သပင်လေးကစွစွလေးဖိထားတယ်လို့လေးပဲပြန်ပြီးတော့ကွာမကြတော့ခုခေတ်လူငယ်လူရွယ်တွေဟုတ်လားသပင်အမျိုးမျိုးလုပ်တယ်ထောင်းတယ်လေထောင်းကျင်တော့ထောင်းမိုးထီအောင်ထောင်းဆိုတာတောင်ရှိသေးတယ်အဲ့လိုတဘာဝကဘုရားလောင်းကြတော့ထောင်းနေတာပြေကြမသွားဘူးတဲ့အေးကောင်းပြီအဲ့လိုလုပ်ပြီးတော့ဘုရားလောင်းတော်လေးဟာယူဇနာ30ခရီးကိုဖြတ်ကျော်ပြီးတော့ဘယ်ထိအောင်ရောက်သွားတော့တရားရှာဖို့အတွက်ရာဇဂိုထိရောက်သွားရာဇဂိုပြည်ရောက်တဲ့အခါကျတော့မနေ့ပိုင်းဆုံးကဝင်ရုပ်လေးကလည်းအမတန်လှငယ်လဲငယ်သာသနာပေါင်းဝင်နေဆိုအလွန်ကြီးတဲ့အသက်ကြီးတဲ့လူတွေမှဝင်လေးရှိတယ်အဲ့ဒီခေတ်ကအခုက29နှစ်ဆိုလူငယ်လေးရုပ်လေးကလည်းချောချောလေးလူငယ်လေးတယောက်ဟာသူတော်စင်ဝတ်တွေနဲ့ဆုံးကံဝင်လာတယ်ရဟန်းတော်လေးတစ်ပါးဆုံးကံဝင်လာတယ်ဆိုတမျိုးလုံးအုပ်အုပ်ကြက်ကြက်ဖြစ်တယ်ဗေမိသာရမင်းကြီးကလည်းသူကလည်းမင်းမျိုးမင်းလွယ်ငယ်ငယ်ရွယ်ရှိနေတယ်ဘုရားလောင်းတော်ကိုမြင်တော့သူစိတ်ဝင်စားမြင်လိုက်တဲ့အခါနောက်ကတမန်တွေကိုလွှတ်လိုက်တယ်မျက်စိတွေမင်းတို့ပျောက်မသွားစေနဲ့ဘယ်ရောက်တယ်ဆိုတာလိုက်ကြည့်ဆုံးခံပြီးတဲ့အခါကျတော့ရာဇဂိုပြည်နာကတောင်၅လုံးနဲ့ကပန္ဒဝဆိုတဲ့တောင်ချီကိုကြွသွားအေးတမန်တွေကနောက်ကနေလိုက်သွားပြီးတော့ဘုရားလောင်းလေးနဲ့တွေ့ပြီးဘုရင်မင်းကြီးကိုလျှောက်ထားခိုင်းလိုက်တယ်တယောက်ကမျက်ခြေပြတ်မသွားအောင်စောင့်ကြည့်တယ်ဘုရင်မင်းကြီးလိုက်လာတယ်ဗေမိသာရလိုက်လာပြီးတော့မေးတယ်ပေါ့ဘယ်ကလာတာတော့ဘာလူမျိုးတော့ပေါ့ဒါထုံးစံတိုင်းပေါ့ဟုတ်လားထူးထူးဆန်းဆန်းရုပ်ရည်ကအမတန်လှပချောမောတော့ငယ်ရွယ်တော့တန်တော်မေးတဲ့အခါကျတော့ဟာသူကတက်ကတိုင်းသုတ္တရဏမင်းကြီးရဲ့သားတက်ကြလူမျိုးပါဆိုတာတွေကိုပြောတော့ဗေမိသာရမင်းကြီးကမြင်းမြင်ချင်းခင်တယ်အဲ့ဒါဆိုလို့ရှိရင်တဲ့သူနဲ့အတူနန်းတော်လိုက်နေပါပေါ့ဆိုတော့မဟုတ်ဘူးတဲ့ကျွန်တော်ကကာမဂုဏ်အာယုန်တွေကိုမလိုချင်လို့စွန့်ခွာလာခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်တရားဓမ္မကိုပဲရှာမယ်မတရားတရားရှာဖို့ထွက်လာတာလို့ရှင်းပြတဲ့အခါဗေမိသာရမင်းကြီးကဒီလိုဆိုလို့ရှိရင်တရားတွေ့လို့ဖျားဖြစ်ပြီဆိုရင်သူစီအရင်လာခဲ့ပါပေါ့သူ့နိုင်ငံကိုအရင်ကြွခဲ့ပါဒီလိုဖိတ်တယ်အေးရာဇဂိုပြည်ပတ်ဝန်းကျင်မှာအဲ့ဒီတော့ကဘာသာတရားတွေထွန်းကားအယူဝါဒမြောင်များစွာထွန်းကားတဲ့ထဲမှာဘုရားအလောင်းတော်လေးဟာအာလာရတို့ကာလာမတို့ဆိုတဲ့နာမည်ကြီးသမထကျင့်စဉ်ကိုအောင်းနေတဲ့ယသိကြီးတွေစီသွားနီးခံပြီးတော့ကျင့်ထူးထူးခြားခြားအောင်မြင်ပေါက်ရောက်လို့ယသိကြီးတွေကတော့တန်တော်နဲ့သူတို့ဆရာအဖြစ်မိတ်ဆွေအဖြစ်သူတို့ခိုင်းထဲမှာဝင်ဖို့ဖိတ်ခေါ်ကြတယ်ဘုရားလောင်းနေဟာငါရှာတာဒီတရားမဟုတ်သေးဘူးဆိုပြီးတော့သူတို့ဖိတ်ခေါ်တာကိုညှင်းပယ်ပြီးတော့သူကိုယ်တိုင်တရားဓမ္မရှာလိုက်တာနောက်ဆုံးတပအကျင့်တွေကိုစမ်းပြီးတော့ကျင့်တဲ့အနေနဲ့ကျင့်လိုက်တယ်ကျင့်လိုက်တဲ့အခါမှာအခြေအနေတွေကဘလောက်ထီအောင်ဆိုးသွားတယ်လဲဒုက္ခရစရိယာကျင့်နေတဲ့ပုံတွေကိုတရုပ်ဖော်ထားတာတွေ့ကောင်းတွေ့လိမ့်မယ်ဘုရားရဲ့အလောင်းတော်ဟာအစာဖြတ်အရေးဖြတ်ပြီးတော့ကျင့်လိုက်တာလူပြိုလှပတဲ့အရေးအစင်းတွေအကုန်သွားမဲမဲချောက်ချောက်နဲ့ဖြစ်ပြီးတော့တကယ်အဖိုးအိုကြီးလို့ဖြစ်သွားပြီးတော့ဘိုက်ကင်လိုက်လို့ရှိရင်ကြောရိုးသွားထိကြောရိုးကင်လိုက်လို့ရှိရင်ဘိုက်နဲ့ကြောရိုးနဲ့ကတ်သွားတယ်လို့ပြောတာနော်အဲ့လောက်ထိအောင်အခြေအနေတွေဆိုးသွားတဲ့အနေအထားရောက်သွားအောင်ကျင့်လိုက်တာအဲ့ဒါလို့ကျင့်တဲ့အချိန်လေးမှာအပင်ပန်းခံကျင့်နေတဲ့အချိန်မှာဗမာတွေထဲမှာတော့ဗုဒ္ဓဝင်ဘယ်သူကနေကြံညံပေးလို့ရေးတယ်လဲတော့မသိဘူးဒါမျိုးတွေကလည်းတခါတခါစားရဲပါတာလည်းရှိတယ်မပါတာလည်းရှိတယ်ပေါ့ပင်စတိကနတ်သားကဖះအလောင်းသားလာပြီးတော့စောင်းလေးတီးတယ်တဲ့တရားကျင့်တယ်ဆိုတာမလျော်မတင်စောင်းညွညင်းတယ်လို့ကျင့်ရတယ်လို့နတ်သားကလာတတိပေးတယ်လို့ရေးဒီဗုဒ္ဓဝင်တွေမှာဒါမျိုးတွေတချို့ကမပါပါဘူးတကယ်ပါဠိလိုရေးထားတဲ့စာတွေထဲမှာမပါနော်
အဲ့ဒါကမြတ်စွာဘုရားကဥပမာအနေနဲ့သောဏမထေရကိုပြင်းပြထန်ထန်ကျင့်တဲ့အခါမှာသောဏမထေရကိုနီးပေးတာမင်းမလျော်မတင်ကျင့်ရတယ်ဆိုတာသောဏမထေရကိုပြောတာဘုရားကကိုယ်တိုင်ပြင်းပြထန်ထန်ကျင့်ခဲ့တယ်ကျင့်လိုက်တဲ့အခါနောက်ဆုံးအခြေအနေဆိုးသွားလို့ဘုရားလောင်းဟာဘလောက်ထိအောင်ဆိုးသွားတော့ဆိုလို့ရှိရင်မတ်တက်ရလိုက်မယ်လှုပ်လိုက်ဝန်းရမောက်ပြီးတော့လဲသွားတယ်အခြေအနေထိအောင်သေတော့မဲ့အနေထားထိအောင်ကိုရောက်သွားတယ်အဲ့ဒီအချိန်လေးမှာဘယ်သူကလာပြီးတော့စကားပြောတာတုံးဆိုအကျိုးလုံလားကြောင်နဲ့မနသားကြီးကရောက်လာပြီးတော့ဘုရားလောင်းကိုလာပြီးတော့ပြောတယ်။ဘာပြောတာတုံးဆိုတော့ဒါတော့ပြင်းပြင်းထန်ထန်ကျင့်တဲ့အကျင့်နေတာတောင်မှကိုလိုချင်တဲ့ဟာမရဘူးဆိုတာဒီအကျင့်လွယ်တဲ့ကိစ္စမဟုတ်ဘူးတဲ့လုံမနေနဲ့ပေါ့လူဘဝအသက်ရှင်ဖို့ကအရေးကြီးတယ်အသက်ရှင်ရင်ဉာဏ်နဲ့ကုသိုလ်ကောင်းမှုတွေလုံနိုင်တယ်လို့လာပြီးတော့ပြောတာအဲ့ဒီစကားပြောတဲ့အချိန်မှာဘုရားလောင်းလေးကဘာပြောလို့ဆိုတော့ငါအသက်ရှင်ဖို့လုံနေတာမဟုတ်ဘူးမင်းပြောတဲ့ကုသိုလ်တွေလည်းငါမလိုချင်ဘူးငါလိုချင်တာမသေးရတရားပဲလိုချင်ဆိုတဲ့အချိန်မှာဘုရားကအေးတတ္တိမရှိတဲ့လူကမအောင်နိုင်ဘူးဆိုပြီးဒီစကားလေးကိုပြောတယ်နော်ဘဝတစ်ခုမှာအခက်ခဲပေါင်းအများကြီးကိုဖြတ်ကျော်အောင်တရားကျင့်တဲ့ပုဂ္ဂိုလ်တွေလည်းပဲအခက်ခဲပေါင်းမြောင်များစွာဖြတ်ကျော်တရားဓမ္မအရာမှာအမြင့်ဆုံးအဆင့်ရောက်ဖို့ဆိုတာအခက်ခဲတွေအများကြီးဖြတ်ကျော်အောင်လောကီစီးပွားရေးလုပ်တဲ့ပုဂ္ဂိုလ်တွေလည်းအခက်ခဲပေါင်းမြောင်များစွာဖြတ်ကျော်ခဲ့ရတဲ့ပုဂ္ဂိုလ်တွေရှိတာတရားဆိုတာကြတော့ပို့ပြီးတော့လေးနှစ်တာဘုရားအလောင်းတော်လေးဟာအခက်ခဲပေါင်း10မျိုးဖြတ်ကျော်ခဲ့ရတယ်ဖြတ်ကျော်ခဲ့ရတာကိုမနသားကြီးကိုသူကပြန်ပြောတဲ့စကားအနေနဲ့ဟောထားတာရှိတယ်ပေါ့မင်းဖန်နေထားတဲ့အခက်ခဲတွေတို့ဖြတ်ကျော်ခဲ့ရအများကြီးပဲအဲ့ဒီအခက်ခဲ10ရက်ကိုဖြတ်ကျော်ဖို့ဆိုတာတတ္တိမရှိတဲ့လူတွေဖြတ်ကျော်နိုင်ဘူးကွာငါတို့ကတော့တတ္တိရှိတယ်ပေါ့မရမချင်းနောက်မဆုတ်ဘူးနော်ဘုရားအလောင်းလေးမှာဘာပါတော့ဆိုရင်တတ္ထာယုံကြည်ချက်ပြင်းထန်တယ်ဘုန်းကြီးတို့တွေဘာလို့တရားမရယုံကြည်ချက်ကတိတ်မပြင်းထန်ရှိတော့ရှိတယ်မပြင်းထန်နော်ဘုရားလောင်းကယုံကြည်ချက်ပြင်းထန်တယ်ရကိုရရမယ်ရှိကိုရှိရမယ်ဆိုတာကိုယုံကြည်ချက်ရှိအေးယုံကြည်ချက်ပြင်းထန်ပေမဲ့လို့လူပြင်းဆိုလည်းမရဘူးယုံကြည်ချက်တော့ရှိတယ်လုံလဝိရိယမရှိဘူးပြင်းနေတယ်ဆိုရင်ဘလို့မှမရနိုင်ဘုရားလောင်းကငါမှယုံကြည်ချက်လည်းရှိတယ်လုံလဝိရိယလည်းငါမှရှိတယ်အေးယုံကြည်ချက်လည်းရှိပါရဲ့လုံလဝိရိယလည်းရှိပါရဲ့အသိဉာဏ်မရှိဘူးဆိုရင်လည်းမအောင်မြင်နိုင်ဘူးအသိဉာဏ်ဆိုတာအမှန်တမ်းအရေးကြီးတယ်ဟုတ်လားမြက်ကန်းလို့ဇုံမိတ်ပြီးတော့ယုံလို့ရတာမျိုးမဟုတ်ဘူးဒါကြောင့်ငါမှာကပြင်းထန်တဲ့ထက်မြက်တဲ့တရားစွမ်းအားရှိတယ်ဆွဲမြဲတဲ့လုံလဝိရိယရှိတယ်ထက်မြက်တဲ့ပညာရှိတယ်ဒါကြောင့်မို့ငါလုပ်တဲ့အလုပ်ဟာအောင်ကိုအောင်အောင်ဒါတွေဟာလူတွေရဲ့တတ္တိပဲရဲစွမ်းတတ္တိတွေပဲမင်းဖန်တီးထားတဲ့ဘဝမှာလူတွေဟာအခက်ခဲ10မျိုးဖြတ်ကျော်ရမယ်အဲ့ဒါကိုပဲမန်စစ်တပ်ကြီး10ခုလို့ဒီလိုလဲပြောတယ်ပေါ့မနမင်းကချထားတဲ့တပ်ကြီး10တပ်ကိုဖြတ်ကျော်ပြီးတော့တိုက်ခိုက်ပြီးအနိုင်ရဖို့ရကြိုးစားရမယ်ပေါ့အဲ့ဒီနံပါတ်1ကဘာတော့ဘုန်းကြီးတို့တွေလည်းကြည့်နံပါတ်1ကကာမဂုဏ်အာယုံ၅ပါးမှာပြောနေတယ်ဆိုတဲ့ sensual pleasure desire for sensual pleasure ပြောစရာအာယုံတွေပေါ်မှာပျော်ခြင်းနဲ့စိတ်ကလေးဒီစိတ်ကလေးကိုတွန်းလှန်ပြီးတော့ကာမဂုဏ်အာယုံကထွက်ဖို့ဆိုတာလွယ်သလားခက်သလားဟောလောကမှာလူတွေအများကြီးရှိတဲ့အထက်မှာကြည့်အဲ့ဒီအဆင့်ကိုမကျော်နိုင်ကြဘူးအခုတရားနာပရိသတ်တွေထဲမှာဒီအဆင့်မကျော်နိုင်လို့လူဘဝမှာဟုတ်လားနေကြတာမဟုတ်လားဒီအဆင့်ကျော်လို့ရှိရင်လည်းအမျိုးသားတွေလည်းကရုံတုံဖုံးကြီးဝတ်မှာပဲအမျိုးသမီးတွေလည်းသီလရှင်ဝတ်မှာပဲသို့တော့ဒီအဆင့်နဲ့မှာပဲသူတို့နောက်ဆုံးနေကြပြီကာမာတိပထမသေနာဟောပထမအခက်ခဲကြီးထဲမှာပဲအားပြော့ပြီးတော့နောက်ဆုံးပြီးတော့ဒီထဲမှာပဲနစ်မြုပ်ပြီးတော့နေကြတယ်ဒီအခက်ခဲကြီးကိုရှေ့ကိုကြော်တက်နိုင်စွမ်းမရှိကြဘူးတဲ့ဟုတ်ကဲ့လားကဲဘုန်းကြီးဘဝရောက်သွားပြီတဲ့ကာမဂုဏ်အာယုန်တွေကိုစွန့်ပယ်လိုက်ပြီလူလောကလူပေါင်းကိုခွာချောင်လိုက်ပြီပထမတစ်ဆင့်တော့ဖြတ်လိုက်ပြီ
ဖြတ်လိုက်တဲ့အခါဒါပြီးပြီလားလို့ဆိုတော့နောက်ထပ်အခက်အခဲတစ်ခုထပ်တွေးလိုက်မယ်တဲ့ဘာတွေတွေးလို့ဒုတိယအရတိဝုစတိဘုန်းကြီးဘဝမှာမပြောဘူးသီလရှင်ဝတ်တော်သီလရှင်ဘဝမှာမပြောဘူးတရားဓမ္မနဲ့မပြောဘူးဆိုတာလာပြန်တယ်ဟုတ်ကဲ့လားပြောစရာကောင်းတာကလူဘဝလေဘုန်းကြီးဘဝဆိုတာပြောစရာမကောင်းဘူးလေဒါမှန်တာပေါ့အပျော်ပါးတွေလုံနေလို့ရှိရင်ဘုန်းကြီးဘဝနဲ့မတန်ဘူးလေအဲ့တော့လူဘဝခွာရှောင်နိုင်ပေမဲ့လို့သာသနာပေါင်းရောက်သွားတဲ့အခါကျတော့ကုသိုလ်တရားနဲ့မပြောနိုင်ဘူးဆိုတဲ့ဒုတိယအခက်အခဲတစ်ခုနဲ့မတွေ့ရပြန်ဘူးလားတွေ့ရတယ်ရှင်းတုန်းကပြောတယ်ကြားဘူးတယ်နော်တကယ်အဖြစ်ပြက်တော့လဲဟုတ်ချင်မှဟုတ်မယ်ပေါ့ဟုတ်ချင်လဲဟုတ်လိမ့်မယ်တော့ရမှာတဲ့ဆရာတော်ကြီးတစ်ပါးမွေးနေ့ရောက်တဲ့အခါကျတော့အဲ့ဒီနေ့ကလည်းဆရာတော်ကြီးအသက်80ပြည့်တဲ့နေတဲ့ညသကောင်ကျော်လောက်မှာဆရာတော်ကြီးကကြီးတီတွေခေါင်းလောင်းတွေကိုထိုးတော့ရွာထဲကလူတွေကဟာကျောင်းကကြီးတီတွေထိုးတယ်ဘာများဖြစ်တုံဆိုပြီးတော့လူတွေကကျောင်းကိုပြေးလာကြတယ်တဲ့ပြေးလာတဲ့အခါကျတော့ဘုန်းကြီးကြီးကဖျားရှိမှာဖျောင်းနိုင်တွေထွန်းပြီးတော့ငုတ်တုတ်ထိုင်နေတယ်တဲ့လူတွေတစားပြီးတစားရောက်လာကြတယ်ရွာထဲကလူတွေတော်တော်များပြီဆိုတဲ့အခါကျတော့ရှင်ဖျားဘာဖြစ်လို့ကြီးတီတွေခေါင်းလောင်းတွေခောက်တာတော့လို့ဆိုတော့အေးမင်းတို့ထိုင်ညငါပြောမယ်ပေါ့ငါပြောမယ်ငါဘုန်းကြီးဘွားရောက်လာတာဒီနေ့ငါအသက်80ပြည့်ပြီတဲ့အသက်80ပြည့်တယ်ဒီကနေ့ပဲငါဆုံးဖြတ်လိုက်တယ်လူမထွက်တော့ဘူးအဲ့ဒါကြောင့်မို့အသက်80မပြည့်သေးရင်ခေါင်းလောင်းမထိုးသေးဘူးဆိုတဲ့အတိတ်ပဲပြောတာပေါ့အဲ့တော့ဒုတိယအခက်ခဲတစ်ခုကသူတော်စင်ဘဝပျော်ဖို့ရခက်ခဲတယ်ဆိုတာဒါအခက်ခဲကြီးတစ်ခုပဲကဲကောင်းပြီဒီနှစ်ခုဖြတ်ကျော်လိုက်မယ်ကာမဂုဏ်အာယုံဆိုတာကိုလည်းဖြတ်ကျော်လိုက်ပြီမပျော်ဘူးဆိုတဲ့အရတိဒုတိယအခက်ခဲကြီးကိုလည်းဖြတ်ကျော်လိုက်တယ်သာသနာပေါ်မှာပျော်ပါပြီတဲ့နော်အဲ့ဒီလိုပြောလာတဲ့အခါကျတော့ဘာနဲ့တွေ့ပြန်လဲကာမတိပထမသေနာဒုတိယအရတိဟုတ်စတိတတ္တိယခုတ်ပိပါတာတေဘုန်းကြီးဘွားသီလရှင်ဘွားဆိုတော့ဝိကလဘောဇနာထိမ့်သိမ်းဆောက်ရှောက်တော့ညစာမစားရဘူးစွန်းတို့ဟင်းတို့ဆိုတာလဲကတ်တဲ့လူရှိရင်ကောင်းကောင်းစားမကတ်တဲ့လူမရှိရင်ကောင်းကောင်းမစားရဘူးလူတွေလူကိုစားခြင်းတို့စားလို့မရဘူးဆိုတာနော်အဲ့ဒီအခါမှာစားတဲ့အခါမစားပေဘူးလားဘုန်းကြီးတို့တရားဓမ္မတွေကဲနေ့စဉ်နဲ့မြကိုစားခြင်းတဲ့အချိန်စားနေတာတောင်မစားကြဘူးလားအေးခုတ်ပိပါဒဆိုတာခုတ်ဆိုတာကစားတာပိပါဒဆိုတာတောက်ချင်တာရေစားတာနဲ့ထမင်းစားရေငတ်တယ်ထမင်းစားတယ်အကြီးတောက်ချင်တယ်ထမင်းစားတယ်ဆိုတဲ့အဲ့ဒါကလာပြီးတော့နှိမ့်ဆက်ပြန်တယ်တဲ့ဒါကြောင့်လို့ပြောကြတယ်လေသင်္ကန်းမိုးနိုင်ဘူးညဘိုက်စားတယ်ဘိုက်စားမနေနိုင်ဘူးကလေးတွေမေးကြည့်ဘိုက်စားလို့မိုးနိုင်ဘူးဟုတ်ကဲ့လားအပြောတယ်ဆိုတော့တော့မှပဲဘိုက်စားတာမခံနိုင်မြန်ဘူးအဲ့ဒါတတိယအခက်အခဲတစ်ခုပဲနောက်တစ်ခုကျတော့ဘိုက်စားတော့ဘာဖြစ်လာလဲနောက်ထပ်အခက်အခဲတစ်ခုကဘိုက်စားတော့စားခြင်းနဲ့တဏှာတွေပို့ပြီးတော့တိုးတက်ပြီးတော့မလာဘူးလားတန်တလာတယ်တဲ့အဲ့ဒါတဏှာဖြစ်လာတာအဲ့ဒီတဏှာကိုကျော်လွှားဖို့ဆိုတာဒါစတုထအခက်အခဲတစ်ခုရောက်လာပြန်စတုဋ္ဌိတဏှာဝုစတိစတုဋ္ဌအခက်အခဲတစ်ခုဒီတဏှာကိုပဲကျော်ဖြတ်နိုင်ပြန်ပြီအောင်ဤသိခံပြီးတော့ကျော်ဖြတ်နိုင်ပြန်ပြီဆိုတော့မှပဲနောက်တစ်ခုဘာလာတော့တရားလေးအားထုတ်မယ်ဆိုလို့ရှိရင်ငိုက်လာပြီနော်တခြင်းနားထောင်ရရင်ရုပ်ရှင်ကြည့်ရရင်တနေ့ကုန်ကိစ္စမရှိဘူးတရားထိုင်ရမယ်တရားနာရမယ်ဆိုရင်ခေါင်းလေးကညိမ့်လာတာဘေးကနေကြည့်ရင်တော့သဘောကျလို့ခေါင်းဆက်နေတဲ့ထင်မဟုတ်ဘူးအိတ်ချင်လို့ဟောအဲ့ဒီဌိနမိတ်တလို့ဆိုရယ်စိတ်ဓာတ်တွေပြော့ညံ့ပြီးခေါင်းတဆက်ဆက်ဖြစ်လာတာမျိုးဟာလည်းပဲအခက်ခဲတစ်ခုပဲဒါတရားထိုင်မှုတဲ့လူတွေပိုသိတယ်ပေါ့ပိုသိတယ်အဲ့ဒီအခက်ခဲကြီးကိုကျော်လွှားနိုင်ပြန်ပြီဆိုတဲ့အခါမှာနောက်ထပ်အခက်ခဲတစ်ခုထပ်လာအောင်ပါတဲ့ဘာဖြစ်လဲဘုန်းကြီးယဟန်ဘဝတရားဓမ္မကျင့်ရတယ်ဆိုတာတယောက်တည်းနေရတယ်တယောက်တည်းနေရတယ်တောထွက်တယ်ဆိုတာလဲတောထဲမှာသွားပြီးတော့တရားကျင့်ကြရတယ်တရားကျင့်တဲ့အခါကျတော့ကြောက်သေးတာကိုညကြတော့တစီသေးရကြောက်သေးတယ်အဲ့ဒီကြောက်စိတ်ဝင်နာကိုက
ဒါအခက်ခဲတစ်ခုပဲသတ္ထာဘိရုပဝစတိ6ခုမြောက်အခက်ခဲကကြောက်လန့်မှုပဲတယောက်တည်းမနေဝမနေရဘူးမနေဝမှုဆိုတာအဲ့ဒါတရားကျင့်မှုအတွက်ခက်ခဲအဲ့ဒီကြောက်လန့်မှုတွေကိုကဲကြော်လွှားသွားပါပြီတဲ့ကြော်လွှားသွားပြီဆိုတော့ဘာတွေလာမလို့ပိစမန္ထိနမိတ်တာတိသတ္ထဘိရုပဝစတိအဲ့ဒီကနေပြီးတော့နောက်ထပ်အခက်ခဲတစ်ခုဘာရောက်လာပြန်လို့ဆိုတော့ကာမတိပထမသေနာမြတ်စွာဘုရားလောင်းကဂါထာလေးနဲ့ဟောတာနော်ပထမအခက်ခဲကကာမတိပထမသေနာဒုတိယအာရတိဥစ္စတိသူတော်စင်ဘဝမပြောနိုင်တာဒုတိယတတိယခုတ်ပိပါတာတိစတုဋ္ဌိတဏှာဥစ္စတိပိစမန္ထိနမိတ်တာတိသတ္ထဘိရုပဝစတိကြောက်တာနောက်ပြီးတော့ဘာဖြစ်လာတော့ဆိုလို့ရှိရင်ကဲအောင်မြင်လာပြီအောင်မြင်လာတဲ့အခါကျတော့ဘာတွေဖြစ်လာကြောက်လွှားမှုတွေကြောက်ရွံ့မှုတွေကြော်ဖြတ်ပြီးတော့တောရကြောင်းမှာတရားနဲ့ပြောနေပြီဆိုတော့လူတွေကလိုက်မလာဘူးလားယဟန္တာနဲ့လိုက်လာတယ်လှူကြတယ်တန်းကြတယ်တန်းတဲ့အခါကျတော့ဟောလာဘတွေများလာတယ်ပူဇော်တဲ့လူတွေကများလာတယ်ကိုးကွယ်တဲ့လူတွေကများလာတယ်အဲ့ဒါကြီးကလည်းအခက်အခဲတစ်ခုပဲအဲ့ဒါကြီးအခက်အခဲတောထဲမှာမှဘယ်သူနဲ့မှမတွေ့ကြပါဘူးဆိုသွားနေလိုက်တွေးကြမရောက်အောင်သွားကြတယ်ရှားကြတယ်နော်ကိုယ်ကိုယ်တိုင်ကျင်းဖို့တော့သိစိတ်မကူဘူးသွားတွေးချင်တယ်ဖူးချင်တယ်အဲ့ဒါမျိုးတွေနဲ့တွေ့တော့လာဘတို့တက်ကာရတို့ဂုံသတင်းကလည်းကြီးလာတယ်နာမည်ကလည်းကျော်လာတယ်ဟောအဲ့ဒါတွေပေါ်မှာသွားနစ်မွန်းလာလို့ရှိရင်အခက်ခဲတစ်ခုနဲ့သူရင်ဆိုင်ရပြန်ပြီနောက်တစ်ခါအခက်ခဲတစ်ခုအဲ့ဒါလိုကြီးပွားလာတဲ့အခါကျတော့ဘာဖြစ်လာလူတွေကနေပြီးတော့ကိုယ်နောက်ကဝိုင်းပြီးတော့ပူဇော်ကြတယ်ဝိုင်းမြောက်ကြပြီဆိုတဲ့အခါကျတော့မန်တက်လာဟောမာနတစ်ခုတက်လာပြန်အဲ့ဒီမာနတက်လာတယ်မာနတက်လာပြီးတဲ့အခါကျတော့ဟောမာနတက်လာတာကအခက်ခဲတစ်ခုဖြစ်သွားပြန်အဲ့ဒီမာနတက်ပြီးတဲ့နောက်မှာမာနကိုနှိမ်လင်းနိုင်လိုက်ပြန်တော့အခါကျဘာဝင်လာပြန်တော့ဆိုမက္ခတဲ့ထံပါမက္ခဆိုတာဒီငါတော်လို့ငါအောင်မြင်တယ်လို့ကိုကြိုးစားလို့ကိုရတယ်လို့အထင်ကြီးလာပြီးတော့ဘူမထားတော့တဲ့အနေအထားမျိုးတွေဖြစ်လာသူတစ်ပါးရဲ့ခုံကျေးဇူးတွေဘာတွေကိုအတိမတ်မပြုတ်ချင်တော့ဘူးနော်ဘယ်သူမှအလေးပေးစရာမလိုတော့ဘူးဆိုတဲ့အနေအထားမျိုးတွေခက်ထန်မှုတွေစိတ်ဓာတ်ကအဲ့လိုဟာမျိုးတွေဖြစ်ပေါ်လာတတ်တယ်အဲ့ဒါလည်းအခက်အခဲတစ်ခုပဲအဲ့ဒီလိုအခက်အခဲတွေအမျိုးမျိုးကြော်ဖြတ်ကြလာဘသက်ကာရတိလောကောမာနောမခောစာဒါတွေကဝင်လာတယ်အဲ့ဒါလိုဝင်လာတာတွေကိုမဖြတ်ကျော်နိုင်ဘူးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်တယောက်ဟာဘယ်တော့မှဒီအခက်အခဲတွေကိုကျော်လွှားနိုင်လောက်အောင်စွမ်းရည်တတ္တိမရှိဘူးဆိုလို့ရှိရင်တရားဓုတရားမြတ်တွေ့တဲ့အဆင့်ကိုမရောက်တော့ဘူးနောက်ဆုံးဗာနဲ့အဆုံးသတ်သွားတော့ဆိုရင်မာနတွေဖြစ်ပြီးတော့ခက်ထန်တဲ့ဘုံတကူကြီးပြီးတော့ခက်ထန်တဲ့အနေထားအထင်ကြီးတဲ့လူတကာအထင်ကြီးခံရမှုပေါ်မှာနစ်မျောပြီးတော့တရားဓမ္မနဲ့ပြန်ပြီးတော့ဝေးကွာချဆုံးသွားတဲ့အနေထားမျိုးရောက်သွားနိုင်ပါတယ်အဲ့ဒါမြတ်စွာဘုရားရဲ့အလောင်းတော်ကနေပြောပြတာမဏ္ဍကြီးကိုပြောပြနေတဲ့စကားတွေနော်ငါကအဲ့ဒီဟာတွေတခုမှမဝင်စားဘူးစိတ်မဝင်စားဘူးအားလုံးဓာတ်တွေကိုငါကြော်ဖြတ်လိုက်ပြီငါရဖို့ရာကရည်မှန်းတာကထူးခြားတဲ့တရားဓမ္မမတရားဖြစ်တဲ့တရားဓမ္မကိုငါရှားဝေးတာမရမချင်းငါဒီအကျင့်ကနောက်ဆုံးမှမဟုတ်ဘူးဒီအနေထားကနေပြီးတော့ငါဒီအကျင့်မျိုးကိုကောင်းတဲ့အကျင့်တွေကိုလက်လွတ်စွန့်ပယ်မှာမဟုတ်ဘူးရဟန်းဘဝကပြန်လွတ်မှာမဟုတ်ဘူးပြန်လဲမှာမဟုတ်ဘူးစွမ်းရည်တတ္တိမရှိတဲ့ပုဂ္ဂိုလ်တွေဟာနောက်ကျောင်းပြန်လှည့်ပြီမဲ့လို့ငါလို့စွမ်းရည်တတ္တိရှိတဲ့ပုဂ္ဂိုလ်မျိုးကဘယ်တော့မှနောက်ကျောင်းပြန်မလှည့်ဘူးမာနရဲ့တက်ကြီးဆယ်တတ်ကိုငါဟာကြော်ဖြတ်နိုင်ပြီလို့ဘုရားအလောင်းတော်ကငါကြော်ဖြတ်အောင်ကြိုးစားနေတာဖြစ်တယ်ငါရဲ့ရဲစွမ်းတတ္တိဖြစ်တဲ့တရားတွေငါမှရှိတယ်လုံလကြိုးပမ်းအထောက်မှုတွေငါမှရှိတယ်အသိပညာတွေငါမှရှိတယ်
အဲ့ဒီတရာစွမ်းအားလုံးလစွမ်းအားအသိပညာစွမ်းအားတွေကိုအသုံးချပြီးတော့ငါမင်းရဲ့ဒီအခက်ခဲ10ရပ်ကိုဖြတ်ကျော်ပြီးတော့ငါလိုချင်တဲ့တရားဓမ္မပန်းတိုင်ကိုရောက်အောင်သွားမယ်လို့ဘုရားလောင်းတော်ဟာအင်မတန်ကြီးမားတဲ့အဋ္ဌာန်နဲ့အလောင်းတော်ဘဝကမိန့်ကြားခဲ့တာဖြစ်ပါတယ်နော်အဲ့ဒါကိုကြက်တဝင်းဖတ်ရှုခြင်းကြလို့ရှိရင်တော့သုတ္တနိဗ္ဗာန်ပါဠိတော်ဗဒာဏသုတ်တံဆိုတာရှိပါအဲ့ဒီဗဒာဏသုတ်ကဟာကိုအချင်းချုပ်ပြီးတော့ဘုန်းကြီးတို့ဟောကြားခြင်းဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့နိဗ္ဗာန်ချမ်းသာကိုရောက်ရှိဖို့အရေးနဲ့ပတ်သက်လာတရားဓမ္မအသိဉာဏ်ကိုရရှိဖို့အရေးနဲ့ပတ်သက်လာလို့ရှိရင်အဲ့ဒီအခက်ခဲမျိုးစုံကိုဖြတ်ကျော်ကြရမှာဖြစ်တယ်မဖြတ်ကျော်နိုင်လောက်သရာဆိုတဲ့စွမ်းရည်တတ္တိတွေကြိုးပမ်းအားထုတ်မှုဆိုတဲ့စွမ်းရည်တတ္တိတွေအသိပညာဆိုတဲ့စွမ်းအားတွေဒါတွေမထက်ဘူးဆိုလို့ရှိရင်နော်စွမ်းရည်တတ္တိမရှိလို့ရှိရင်တော့ဒီအောင်ပွဲကိုရမှာမဟုတ်ဘူးတဲ့စွမ်းရည်တတ္တိရှိတဲ့ပုဂ္ဂိုလ်ကသာလျှင်အောင်နိုင်တာဖြစ်ပါတယ်ဆိုတာကိုသဘောပေါက်ပြီးတော့မိမိတို့တဏ္ဍာမှာစွမ်းရည်တတ္တိတွေဖြည့်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း